တကြိမ်တစ်ခါတော့မှကိုကငါးပါးသီလချိုးဖောက်ခဲ့ပဲမဲ့လို့ဒီချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်အဖြစ်လာတာရှင်အင်္ဂုလိမာလာကြီးကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည့်ပေါ့ယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိစ္ဆပါဏံဇိဝိတဝရောပိတာကြည့်အရိယာအမြတ်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစီလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်။ကိုတော့ကတတ်လိုက်တာတကယ်လူသားသမားကြီးပဲလေ။ဟုတ်တယ်မလား။အဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဘူး။ဟုတ်တယ်မလား။အဲ့ဒါမျိုးလို့ပဲသီလအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်အစားဆိုငါးပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်းအဲ့လိုအားပေးစကားပြောရမယ်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအားပေးစကားပြောတာဟုတ်ကဲ့